ba tông ta chào bộ na xe nó tông ta chào bộ na xe đi customer là xe nào ba sai mà customer thành xong để cho nó na xe bị chú lên chứ cho nó na xe à ये मस्त मत है देखो माजी सिलमा फैसी तखे गारों अमेश नित्य खुनिया गारों अमेश ने नो से लाइन वीडियो में मिया नो डालों ना से अमेश अभी बे जागा जनो सीमा मेल वाबियो दा वा तछा साइन डिजाइन मा चालू सुबी सेन हारे लो दागू दा जनो सीमा प्यान ला भी कस्टमर दुनिया रखा प्यान याव ला दागा तछा साइन डिजाइन मा सेन हारा तू ये दाले तो ना छाव ना से ही बे दे तू ये ना से ही वो जी पाओคนละมาခွဲပဲရှိတယ်ကျွန်တော် BMS မတက်ရသေးတဲ့နှစ်တစ်ခုနေရအလုံးထက်ကိုဒါကတော်လေးသေးတယ်ပေါ့နော်အဲ့တော့သူဘာနဲ့ဆင်ထားလဲ Live phone နဲ့များဆင်ထားတာလားပေါ့နော်ကျွန်တော်ပါကင်ဖွင့်ကြည့်ခြင်းနဲ့စိတ်ဝင်စားလို့ပေါ့နော်ဒါပဲရောမကြည့်ပါအားကျွန်တော်ပါကင်ဖွင့်နေတဲ့စိတ်ကမနေနိုင်တော့ဘူးကျွန်တော်ကဗီဒီယိုရိုက်ပြတာကျွန်တော်လီတီယန်တခဲတွေကိုဟိုဟာဖြစ်တယ်ဒီဟာဖြစ်တယ်ပြောတော့ကျွန်တော်ကွန်မန့်မှာအမျိုးမျိုးပြောကြတာเนาะအခုမှလက်တွေ့ပြမယ်ကြည့်ကြည့်ပစ္စည်းကအပြစ်လားလူကအပြစ်လားဆိုတာဘာတခဲလဲမြင်ရလားဒီတခဲတော့တိတ်စိမ့်မယ်တော့မထင်ဘူးเนาะဒီတခဲတွေကတိတ်အားလုံးနဲ့စိမ့်မယ်လို့မထင်ဘူးသိကြလားကာလာလည်း2မျိုးတွေ့နေလို့ပဲเนาะအဲမှာအဲ့တော့20စင်ပေးတယ်ပြောတယ်စင်ထားတဲ့လုံးကဂျပန်လုံးအနီလုံးနေနဲ့ပြီးတော့20လားဆိုတော့လေ2 4 573ရေပဲရှိတယ်။တစ်လုံး2005 Amaze နဲ့တွက်မယ်ဆိုရင်တော့73ရေပဲရှိတယ်။ဒီအနီလုံးတွေ2005 Amaze မပါဘူးနော်။ဒါပေမဲ့2005 Amaze နဲ့တွက်ပေးလိုက်ရင်တော့မှ2 4 5 5လုံးတန်း10လိုင်း2 4 6 8 10 73ရေပဲရှိတယ်။ဒီမှာလက်တွေ့မြင်တဲ့အတိုင်းပဲ။ဟုတ်ပြီနော်။အဲ့တော့လီသီယမ်သမားတွေသတိထားပါတကယ်ပဲ line ပေါ်မှာပစ္စည်းကိုပုံမှန်လင်းလင်းပြပြီးတော့လက်တွေ့လုံးပြတယ်ပုံမှန်လင်းလုံးနေလူနဲ့အလုပ်လုပ်ပါနော်ဈေးထဲမှာဟိုနဲ့အတူတူဒါပါကင်ဖွင့်ပြီးကြည့်တာပေါ့နော်အမ်ဘီယာဂျပန်လုံးနဲ့ဆင်တယ်ဗျာအစ်စ်ဆိုပြီးပြောတယ်ဂျပန်လုံးနဲ့ဆင်တယ်ကြကောင်းပြီထားအမ်ဘီယာလေးတော့ပြည့်အောင်ထည့်ပေးသင့်တယ်20အမ်ဘီယာဆိုပြီး73အမ်ဘီယာပဲထည့်ပေးတယ်သို့တော့4သိန်းနဲ့5000ပေးရတယ်တဲ့ကျွန်တော်တော့ဒီကောင်ကို4သိန်း5000ကျွန်တော်မသိဘူးကျွန်တော်ရှိမှဈေးမေးသွားတာကျွန်တော်ဒီဟာကို6သိန်းကျော်နဲ့ကျွန်တော်ဆင်ပေးတာကျွန်တော်6သိန်းကျော်နဲ့ဆင်ပေးတာဒါက4သိန်းခွဲ4သိန်းခွဲကို73အိတ်ပဲပါတယ်